စိတ်ရှိတဲ့ပင့်ကူတကောင်ဟာဒီမိန်းကလေးရဲ့ပါဇက်ထဲကိုဝင်သွားပြီးသူမကိုချက်ချင်းဆိုသလိုပင့်ကူဖုတ်ကောင်တယောက်ဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်အစောပိုင်းကဒီကောင်လေးဟာပင့်ကူအုံကိုသွားထိပြီးရန်စခဲ့တာကြောင့်အစိတ်ရှိတဲ့ပင့်ကူထောင်ပေါင်းများစွာဟာအုံထဲကနေအစုလိုက်ပြုံလိုက်ထွက်လာခဲ့ကြပါတယ်အပြာရောင်ပင့်ကူတကောင်ဟာကောင်လေးရဲ့ပါဇက်ထဲကိုဝင်သွားခဲ့ပြီးကျန်တဲ့ပင့်ကူတွေကတော့လူတိုင်းကိုစတင်တိုက်ခိုက်ပါတော့တယ်ပင့်ကူတွေဟာသူတို့အသက်ဘေးကနေလွတ်အောင်တောထဲကိုပြေးနေတဲ့ကောင်လေးတယောက်နောက်ကိုလိုက်လံတိုက်ခိုက်ကြပါတယ်သူဟာမြေကြီးပေါ်ကိုလဲကျသွားပေမဲ့ချက်ချင်းပြန်ထပြီးဆက်ပြေးခဲ့ပါတယ်စွန့်ပစ်ထားတဲ့ကားတစ်စီးကိုတွေ့တဲ့အခါသူဟာကားထဲကိုဝင်ပုန်းခဲ့ပါတယ်ပင့်ကူဟာပြတင်းပေါက်ကနေတွားတက်လာတဲ့အတွက်သူဟာမှန်ကိုပိတ်လိုက်ပါတယ်ဒါပေမဲ့ပင့်ကူကအပေါ်ဘက်ကနေဝင်လာပြီးကောင်လေးကိုကားထဲကနေထွက်သွားအောင်အတင်းကျပ်လုပ်ခဲ့ပါတယ်ကောင်လေးကပင့်ကူကိုအာယုံလဲကိုအစွမ်းကုန်စူးစမ်းခဲ့ပေမဲ့ပင့်ကူကတော့သူ့နောက်ကိုဆက်တိုက်လိုက်နေပါတယ်သူဟာအိမ်ဟောင်းတစ်လုံးထဲကိုဝင်သွားပြီးပင့်ကူကိုမမြင်ရတော့တဲ့အတွက်စစ်တပ်သားရရသွားပေမဲ့ပင့်ကူကတကားအောက်ခြေကနေတဆင့်တိုးဝင်လာပြီးကောင်လေးစီကိုပြေးဝင်လာပါတယ်ပင့်ကူဟာကောင်လေးရဲ့ပါးစပ်ကိုပြစ်မှတ်ထားပြီးပြန်တန်းဝင်ရောက်လာပါတယ်ဒါပေမဲ့ကန်ကောင်းထောက်မှစွာနဲ့ပဲဒရာမန်ရဲ့အုတ်ထုတ်ဟောင်းတစ်လုံးဟာသူ့ကောင်းပုံကိုကျလာပြီးသူ့ပါးစပ်ကိုကာကွယ်ပေးလိုက်ပါတယ်အဲ့ဒီနောက်သူဟာပင့်ဖမ်းပြီးသူနဲ့အပြင်းထန်ရိုက်နှက်ချေမောပစ်လိုက်ပါတယ်ဒါပေမဲ့ဒါဟာပင့်ကူတကောင်တည်းသာရှိသေးတာဖြစ်ပြီးအပြင်ဘက်မှာတော့တခြားသောပင့်ကူထောင်ပေါင်းများစွာဟာသူ့ကိုစောင့်ကြည့်နေကြပါတယ်